Mr. Consistency နော်ကျွန်တော် Edward AC ပဲဒီဘက်မှာလည်းကျွန်တော် Dubway Flicker Feather Ezra နဲ့ဒီမိုကိုက်ကိုတော့မောင်းထုတ်ပေးတိုင်းပဲတန်းပြတ်တာ Fracture နဲ့ Fabulous Yazuki ကောင်းသွားပြီဝင်လုံးတဲ့ကွက်တွေကတော့လုံးဖြစ်နေတော့မယ်နောက်မှလည်း Yazuki တော့ Land Flare လေးတော့ပြန်ကင်ပေါက်တိုင်းမှာလက်ပုတ်နေနဲ့ Breeder Fighter Yazuki တော့ Light Aim ကိုတော့ကြိုးစားမယ် Hijumi Attention တောင်းပေးသွားတယ်နောက်ဒီဘက်မှာလည်း Phobia အနေနဲ့တော့ Dubway တောက်ချောင်းနေ Infa နဲ့တော့ Nino finally UL မှာရလိုက်တယ်ဘသူပြန်သိမယ်ဆိုတော့တန်သွားပြီညီကိုတို့ 1 for 2 trade 1 for တော်ကြာတာနော်ဒီဘက်မှာ အဲ့တိုက်အခက်မသိရင်တော့နော် Nino ပါတီ Nino ကကျွန်တော်တို့ Hiroki တကောင်တော့ထည့်ရနိုင်တယ်ဒီဘက်မှာ blue ဘက်လာချိန်နေတာဒီကိုကိုက် Riku တော့ရပါတယ်ဟောရသွားသေးတယ်နှစ်ကောင်လုံးမှာ Regen နေသေးတယ်ဗောနော်ဒီဘက်မှာတာတယ်သွေးတော့က Level Breeder Fighter နည်းနည်းလေးမောင်းထုတ်ထားတယ်လမ်းရှိကပါညာပေးမလား Yazuki ဝင်လာတော့လမ်းရှိက Flick က Resistance နဲ့ Yazuki သွေးနည်းနည်းလေးနဲ့တော့ပြန်တော့ထွက်ဝိုင်းနေပဲ Gloria ပတ်ဝေးတွေပါပေး Nino လေးတော့ Land Flare လေးနဲ့ကင်ပေါက်ပြီးတော့လုံနေတယ် Phobia တောက်လျှောက်လေးတော့ Infa နဲ့ထောက်ဝေးလုံးတိုင်းမှာတော့ Feather Ezra လေးနဲ့ထောက်ပေးထားတယ်ဆိုပေမဲ့ Upright တော့တွေခွဲထားတယ် Ninoဂျာညက်သွားပြီတော့အာလက်ထက်ရှိုးသွားမယ်နေတာဗျာပြန်လုံးပေးတယ်ရောင်ရေးရိုရာဘက်ကလည်းငြိမ်မခံဘူးဗျာတစ်ဖက်ကလုံးတော့ဆိုပြီးတော့တီးကြတယ်အဲ့ဂန်ကြီးလေးအောင်မြင်သွားရင်တော့မစိုးဘူးနော်အဲ့တော့၄ယောက်တစ်ယောက်အနေထားတစ်ခုမှာ Breeder Fighter တော့ထွက်မောကောင်းသွားပြီဗလဲနော်ဒါလေးကတော့ဒါပေမဲ့ပေါ်လမ်းမှာလည်း RV နေနဲ့အဲ့ချိန်မှာသတိထားမှာ Gloria ပတ်ဝေးတယ်ပေး RV နောက်မှာတော့ Energy Eruption ဘယ်ကောင်မှာခုံဘူးလေးနဲ့ဟောဘူးလေးနဲ့တော့နှစ်ကောင်လုံးတော့ trade ထားတယ်ဗျာပြီးတာโอเคမတော့တက်တယ်လေးတော့သွေးသုံးပုံပုံတော့စလျှော့ထားပြီ second တာတယ်နော်ဗလဲဟုတ်တယ် ဘူး Breeder Fighter Gloria ပတ်ဝေးနောက်မှာအလန်းရှိက Yazuki ရှောင်းထားရတယ်ပဲဒီတာတင်တော့တော့နည်းနည်းလေးကူးရတာခက်နေတာဆိုတော့ပေးလိုက်တာတော့ပိုကောင်းပါတယ်နော်အကြဆုံးလေး Yogi မရှိတော့ဆိုတော့ရတယ်ဘာမှမပြောပေါ်လမ်းမှာတော့ Duman RV ကိုခဲကြတယ်ဘာဝခံတယ်အားလေးကကတော့ရတယ်သူတိုင်းကိုထိန်လို့ရတယ်ဆိုပေမဲ့နည်းနည်းလေးအာလန်ဟောလာတော့Alan Tidal Strike Tsunami Slam နောက်မှာတော့ပြန်ပြီးတော့ disable လေးပေးထားမှတော့ upright တော့နည်းနည်းရှက်ထီသွားသေးတယ်ဒီမိုကိုက်ကမသေးသေးဘူးတော့နီနိုဝင်လုံး Feather Ezra ဒီကဒီမိုကိုက်ဟုတ်တယ်နောက်ဆုံးတော့ပြတ်သွားရတယ်ပဲ damage သာပိုင်နေနဲ့ပေးနိုင်မယ်ဆိုရင်တော့နော်ကျွန်တော်တို့ဘလောက်ပဲမှာတေးတယ်ဆိုတော့တင်ငန်းသာလေးတော့ရသွားတော့ပြီဗျာဒီမိုကိုက်အနေနဲ့ Harry Duman ဟဲ့ဇာမဖုန်းနဲ့တော့ပြန်အိန်းတယ်ဆိုပေမဲ့လည်း၄ယောက်ကြီးရောက်ချလာနေတာတခုမှမရဘူး purify နေတာတော့မှပဲနော်မအောင်မြင်သွားရမယ်နဲ့တေးပေးရတယ်ဗျာတာတင်နဲ့ဂိုးလိန် trade ထားနေနေတာတခုပါပဲနိုင်တော့မလားမေးနိုင်တယ်ဆိုပေမဲ့လည်းနိုင်တော့မနိုင်တော့ဘူးဗျာနော်ဒီချိန်က Phobia Infa နဲ့ Nino တောက်လျှောက်လေးလိုက်ထောင်းထားတယ်ဒီမိုကိုက်ကိုတော့ Tsunami Slam ဖန်ကိုဝိုင်းမှာ Gloria ပတ်ဝေးတစ်ဖက်ကပြန်ပြီးတော့ backup ပေးတဲ့ damage တွေအောက်မှာတော့ Alan နေနေတော့ဂျာညက်နေနေတော့သွေးတော့ရောဟိုးဘက်မှာလေ Hijumi နဲ့ဝေလုံးတိုင်းမှာ Fasa ငတ်သားတော့ဖြတ်စားနိုင်တယ် Alan ကတော့လွတ်သွားတယ်ဆိုတော့ရေးကြီးတဲ့ RV ပါထက်ရှော့ Duman လေးတော့ပြန်ရခဲ့တယ်ဆိုပေမဲ့ Yazuki လည်းပြေးနေရပြီဆရာသမား Nino ၄ယောက်ကြားထဲမှာတော့အကောင်းမှုဆုံးတော့တောင်းခံပေးနေတယ်ဆိုပေမဲ့လည်းဟီရိုကီ3ကောင်ပေးလိုက်တဲ့နေတာတခုကတော့ဘလို့မှတော့အော်တာရီကိုအတွက်တန်မနေခဲ့ဘူးပြိတ္တာတော့နောက်မှလုံးမဲ့နေတာတခုမှာကွန်စီ Yazuki ဖြောက်ပေးတိုင်းနဲ့ဘေးနားနေရီကပ်ပေါက်မဲ့နေတာတခုမှာ Edward နေနေတော့ပြေးဝင်သွားပြီ Yazuki ကိုပဲပြေးစတန်မလားလော်လီကတော့သွေး3ပုံတပုံဘိုးဘမှာလည်းဗရဲခွဲပြီး Resist နဲ့ Hijumi ဝင်လုံးကန်လိုက်တော့လမ်းရှိက stand နဲ့ Yazuki ထပ်ပေးထားရင်တော့အာလက်တကောင်မထပ်ပြီးတော့ညှက်သွားနေတယ် Edward နေတော့အကုန်လုံးရိုက်ခွဲနေပြီဒီဘက်မှာလည်းလော်တော့ဒီမကိုက်ရောက်ယူသွားနေတယ် Nino ဘလိုင်းနဲ့ဝင်လာတဲ့နေတာတခုကနေပြီးပြန်ပြီးတော့ damage ပေးခံလိုက်နေပြီဟီရိုကီ3ကောင်နဲ့ လော်တလောက်တော့ Alt Egoဆုံးရှုံးထားရင်လည်းနောက်ဘက်ကတော့3300လောက်တော့ Aurora ဘက်ကိုတော့ဖြတ်တာသွားခဲ့ပြီပဲဖြစ်ပါတယ်မေဂါတလန်ပေးရနိုင်ရှိတယ် Gloria ပတ်ဝေးနေဆိုကဲခုလည်း Gloria ပတ်ဝေးပြောရင်းနဲ့တော့နော်ခင်းထားရင်လည်းတော့ပြေးရတဲ့ channel တော့ Mega Rival တော့စပွင့်သွားမယ်နေတာမျိုးတော့ရှိတယ် First Law နဲ့ Mega Talent ဆိုတော့နည်းနည်းလေးတော့များတယ်လို့ပြောရမှာပေါ့နော်ဒါကျွန်တော်တို့ရဲ့ Arbo တိုင်းပဲနောက်မှာ Blue Breeder Fighter RF တာလေးတော့ပြန်ပတ်ဝိုင်းမှာဘေးနားနေတော့နောက်ကနေပြီးတော့ပြောရင်တော့ပုံမှန်လေးပဲ Yazuki ပိုင်းနေနေတာဒါပေမဲ့လည်းသူတို့လူချင်းနဲ့မေဂါရလိုက်တော့လေရန်ကြီးတော့လောလောထပ်မတက်တော့ဘူးပေါ့နော်အောင်လန်တာဝါရီနဲ့ပုံလန်တာဝါရီလေးယူအောင်မှဆိုတော့ Rora Philippines စိတ်ရှိပါတယ်အဲ့ဒီဝတ်တကောင်တော့အရင်တော့ကြော်ရမယ်နော်သူ Tsunami Slam ပေးခဲ့တော့ Feather Ezra Alan နောက် Tidal Strike ကိုတော့ back ဖို့ပဲပြန်သုံးလိုက်တယ် Hijumi တော့ပြေးကန်နေလိုက်ခေါင်းတွေပါဖြတ်ခောက် Dubway Duman လေးနဲ့တော့ပြန်ထိန်းနိုင်မှာတော့ Lebu Breeder Fighter ကမင်းသားရောက်လာပြီးတော့ Tsunami Slam လေးနဲ့တော့ပြန်တော့ထိန်းနိုင်မှာ Edward ကိုတော့အလောက်နဲ့တော့ရပ်တန်းလို့မရဘူးနောက်ဆုံးမှာ Nino တကောင်မှာ Edward လက်ချက်နဲ့ပြတ်သွားနေတယ်ပဲလော်လီကတော့4ယောက်5ယောက်အားနဲ့တော့ AC လုံးလို့ရသွားပြီလို့တော့ထင်တယ်နောက်မှလည်း Hijumi what ဘာဝင်လို့တာလဲဘာဝင်လို့တာလဲ Oh my god Oh my god bro Edward အဲ့လိုချိုးလို့အဲ့လိုချိုးလို့ခေါင်းလေးတော့အဲ့တခေါင်းလေးတော့တကောင်တည်းဆိုမဲ့ဘေးကဘက်ကနေအများကြီးပဲ Tsunami Slam ကိုင်းပေါ့ဖြတ်ပြက်တယ်ဟာနော် Edward Immortal ကောက်ဝယ်ဝိုင်းတော့ Breeder Fighter သုံးဝင်တော့ရအောင်မလားဘိတ်သွားပြီးရောင်းရေး item နဲ့ Emily Clone နဲ့ Hijumi တော့ Land Flare လိုက်ပြီးတော့ကင်ပေါက်တော့နော်ကျွန်တော်တို့ရပါမလားနောက်ဆုံးမှာတော့ UL
အရန်များသွားပြီဟီဂျူမီလက်သေးတယ်ကလောက်ပလန်စီဂျူရဲ့ကြားမှာဒူမန်ဇာမန်ဖိုးနဲ့အသက်ရှင်နေတော့မယ်ဟာ reference light တွေပါဟီးပေးထားတာရောင်းရင်ဘက်ကတ်တွေကိုလည်းရှိုးလိုက်အောင်အဲ့မှာနီနိုအနေနဲ့တော့မပြတ်တဲ့ damage နဲ့တော့ထူထောင်းနေတယ်ဆိုပေမဲ့သူ့အနေနဲ့ကတော့တစ်ဖက်ကပြန်ပြီးတဲ့ damage တွေကြားမှာတေဆုံးသွားရင်းနဲ့ပဲနောက်မှာ RP လေးကိုပါထပ်ပြီးတော့ Demon Kite stand ဖို့တော့ချောင်းနေတယ်ပြီးတော့3កောင်ပေးလိုက်တဲ့ AE မရတော့ဘူးဗျာ Harry Zama Fokin သလုံးမဲ့ပြေးချိုးသွားနေတယ်50 minute မှာတော့ game number 1 Roda Philippines စတင်ပြီးတော့နိုင်ပွဲလေးတစ်ပွဲနဲ့ဥဆောင်ခဲ့ပြီဖြစ်ပါတယ်